သမုတ်တရားရဲ့အမောင်ထုအောက်မှာကျွန်တော်တို့လူသားတွေတစ်ခါမှမမြင်ဘူးသေးတဲ့လှုပ်ဝက်ချက်တွေဘယ်လောက်တောင်ရှိနေမလဲဒါဟာရေအောက်ထဲမှာနှစ်ပေါင်းထောင်ချီတိုင်အောင်နစ်မြုပ်နေခဲ့တဲ့ရှေးဟောင်းဗုဒ္ဓဘာသာယဉ်ကျေးမှုမျိုးတော်ကြီးတစ်ခုရဲ့အကျွမ်းကျန်တွေပဲဖြစ်ပါတယ်ရေငုပ်သမားတွေဟာအပြာရောင်သမုတ်တရားရဲ့ရေအောက်မီတာတော်များများရောက်တဲ့အခါမှာအံ့အားသင့်စရာကောင်းတဲ့ကြောက်စစ်လက်ရာတွေကိုစတင်တွေ့ရှိခဲ့ကြပါတယ်ကြီးမားလာတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးတွေအဆောင်ရှောက်ငကားရုပ်တုကြီးတွေနဲ့တိတိကျကျထွန်းထူထားတဲ့ကြောက်တိုင်တွေဟာရေအောက်မှာပျက်စီးခြင်းမရှိဘဲတည်ရှိနေတာပါတချို့နေရာတွေမှာဆိုရင်ရှေးဟောင်းဂါထာမဏ္ဍန်တွေကိုကြောက်စာအဖြစ်ရေးထိုးထားတာကိုပါတွေ့ရပါတယ်ဒီထက်ကိုအံ့ဩဖို့ကောင်းတာကတော့ရေအောက်ကယတနာတိုက်ကြီးတွေပါပဲရွှေသားစစ်စစ်နဲ့ပြုလုပ်ထားတဲ့အသုံးအဆောင်တွေကြောက်မြတ်ယတနာတွေစီချေထားတဲ့လက်ဝတ်ယတနာတွေဟာတဲပြင်အောက်မှာမြုပ်နေတာကိုတွေ့ရမှာပါဥပမာရွှေအုပ်ထုပ်တွေရှေးဟောင်းသားတွေနဲ့အဖို့ကဘာကြီးရဲ့80%ဟာရေဖုံးလွှမ်းထားတာပါအခုမြင်ရတာကအဲ့ဒီထဲကအစိပ်ပိုင်းတေးသေးလေးပဲရှိပါသေးတယ်ပါတယ်ဒါဆိုမေးစရာရှိတာကဒီလောက်ခမ်းနားတဲ့မြို့တော်ကြီးဟာဘာကြောင့်ရေအောက်ထဲကိုရောက်သွားခဲ့တာလဲငလင်ကြောင့်လားဒါမှမဟုတ်ရေကြီးမှုကြောင့်လားသိပ္ပံပညာရှင်တွေနဲ့သမိုင်းပညာရှင်တွေကြားမှာဒါဟာအငင်းပွားဖွယ်ရာဖြစ်နေတော့မှာပဲဒီမြို့တော်ကြီးရဲ့ဒီနေရာကိုအတိအကျမသိရသေးပေမဲ့အခုမြင်တွေ့နေရတဲ့ပုံရိပ်တွေဟာကျွန်တော်တို့ကိုရှေးဟောင်းကဘာစီပြန်ခေါ်သွားတယ်လို့ခံစားရစေပါတယ်တင်ရောတကယ်လို့သာအခွင့်အရေးရမယ်ဆိုရင်ဒီလိုလှုပ်ဝက်စမ်းကြဲတဲ့ရေအောက်မြို့တော်ကြီးစီကိုတွားပြီးစူးစမ်းကျင်စိတ်ရှိလားဒီဗီဒီယိုလေးကတင့်ကိုအံ့ဩစေတယ်ဆိုရင် like ပေးပြီးတငယ်ချင်းတွေကို share ပေးဖို့မမေ့နဲ့ဦးနော်နောက်ထပ်လည်းဒီလိုထူးခြားတဲ့အကြောင်းအရာတွေကိုတင်ပေးသွားမှာမို့ follow လုပ်ထားပေးပါဦး